နဲ့ပတ်သက်ပြီးတော့စာရွက်လက်တွေ့ online သင်တန်းလက်တွေ့သင်တန်းကျွန်တော်တို့သင်ကြားပေးနေပါတယ်လက်တွေ့သင်တန်းပတ်စဉ်ဆက်ခွန်ရောက်ပါပြီ။သင်တန်းတက်ရောက်ခြင်းနဲ့ညီကိုရင်းနဲ့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဒီနေ့တော့ကလင်1 2 5လေးတွေစာပေးပြပါတယ်။ဟုတ်ကဲ့ဂီယာ 50cc လေးတွေနော်စာပေးပြပါတယ်။ဒီနေ့ကျွန်တော်တို့ကမိတ်ဆွေတွေမေးလာတဲ့နော်ကျွန်တော် online သင်တန်းသားတစ်ပတ်တွေပေါ့နော်။ online သင်တန်းတစ်ပတ်တွေကတို့ကဆက်မဝယ်နိုင်တဲ့အခါမျိုးမှာကျိုးထိုးရသက်ချနီးလေးတွေကျိုးတစ်ချောင်းနဲ့မုချိန်ကြီးပေါ့နော်မု0တို့1တို့2တို့3တို့မုချိန်ကြီးလေးတွေပေါ့နော်ဒီကျွန်တော်တို့ကစကန်နာတူးမပါဘဲနဲ့ဒီကျိုးလေးတစ်ချောင်းနဲ့ကျွန်တော်ကမု1 2 3 4ပြောင်းတဲ့နီးစနစ်လေးကိုပြန်လည်ညှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လည်းတောင်းဆိုပါတယ်နော်ကျွန်တော်ကစာပေပေးတယ်ဆိုတာကတော့ကာစတမိုင်းဆိုတာအဲ့လောက်ကြီးနားမလဲဘူးလေဒါစာပေလုပ်ငန်းလုပ်ကိုင်နေတဲ့ workshop ဆရာတွေကပဲဒီလိုဆိုင်ကယ်တစ်စီးဝင်လာရင်ကျွန်တော်တို့ကဘယ်လိုလေးစစ်ဆေးပေးရမလဲဆိုတာကိုဒါကိုကျွန်တော်တို့ကသိထားဖို့လိုအပ်ပါတယ်။ဒီလိုဆိုင်ကယ်တစ်စီးလာပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပန် pressure ပန်တွန်းအား40 psi ရှိမရှိတိုင်းတာမယ်။ nozzle CO မျိုးကြည့်မယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပလက်တွေပါတွေချွတ်ပြီးတော့ဆေးမယ်။တန်းရှင်းလုပ်မယ်။ကောင်းရင်လည်းပြန်တက်မယ်ပေါ့နော်။ပြီးတော့ engine wine နော်ဒီစီပန်တွန်းအားတိုင်းမယ် nozzle CO မျိုးကြည့်မယ်။ nozzle CO နှုန်းမှန်ကြည့်မယ်။ပြီးတော့ရင်တော့ဒီအဖုံးကိုလှပ်ပြီးတော့ကိုလန့်ရေစိမ်းတွေရှိမရှိစစ်မယ်။ပြီးတော့ရင်တော့ engine wine မကောင်းရင်လဲပေးမယ်။အင်ဂျင်ဝိုင်နဲ့အတူတူကျွန်တော်တို့ကgroundစီပါကျွန်တော်ကလဲပေးမယ် groundစီဆိုတာကတော့တချို့ကြလဲအင်ဂျင်ဝိုင်ဝင်ရင်တွဲရပါကြတာပေါ့နော်တချို့ကြတော့လဲအင်ဂျင်ဝိုင်တက် ground တက်ဝယ်လို့ရတယ်ပေါ့နော် groundစီဆိုတာကတော့အမှန်တကယ်တော့အင်ဂျင်ဝိုင်နှစ်ခါလဲမှသူကတစ်ခါပဲလဲရတာပေါ့နော် ground စီကအင်ဂျင်ဝိုင်နဲ့မတူဘူးပေါ့နော်အင်ဂျင်ဝိုင်နှစ်ခါလဲမှ ground စီဆိုတာတစ်ခါလဲရတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာများသောအားဖြင့်အင်ဂျင်ဝိုင်အနေဟာ ground စီကိုတွဲရလာတာဖြစ်တယ်ဆိုတော့ဒါတစ်ခါတည်းပဲလဲပြလိုက်ပါတယ်ပေါ့နော်ပြီးတော့ရင်တော့ဒီ air cleaner လေးစစ်တွေကျွန်တော်စစ်ဆေးပေးရမယ်ဒီ ground ချမ်းမှာရှိတဲ့ bat ကျိုးတွေပူလီတွေroller ball တွေဒါတွေအကုန်လုံးကိုစီတော့တန်းဆင်းပြီးတော့မကောင်းတာရှိရင်လဲပေးရမှာဖြစ်ပါတယ်။ဆိုင်ကယ်မှာတော့ပုံမှန်မီးလောင်ကန်ထဲမှာဒီ normal air fuel ratio ပေါ့နော်။မီးလောင်ကန်ထဲမှာပုံမှန်စီလီရဲ့ချိုးစားကသူကမျှတတဲ့အခြေအနေဟာဒါမူ1အခြေအနေဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီမူ1ကိုကျွန်တော်တို့ကဒါစကန်နာတူးတွေနဲ့ reset ချမှာမူ1ဖြစ်တာပေါ့နော်။စကန်နာတူးနဲ့ reset မချဘဲနဲ့ဒီတိုးလေးတစ်ချောင်းနဲ့မူ1ပြောင်းကြီးလေးတွေမူပဲ1ပဲပြောင်း2ပဲပြောင်း3ပဲပြောင်းနော်စိတ်ကြပြောင်းလို့ရပါတယ်အဲ့ဒါလေးကိုပြန်လည်ညှဝေပေးမှာဖြစ်ပါတယ်တကယ်ကိုယူသွတ်မှာတကယ်ကိုဝါသနာပါမှတကယ်ကိုတက်မြောက်ခြင်းနဲ့ဆန္ဒရှိမှသာသင်တန်းတွေကိုတက်ရောက်ဖို့အကြံပြုလိုပါတယ်တချို့ကတော့ပတ်စံလေးရလဲလက်ထဲမှာနည်းနည်းလေးငွေဖို့ရှိအချိန်လေးအလုပ်လေးရလဲဒီကြားထဲမှာပြင်းပါတယ်ဆိုပြီးသွားတင်လိုက်တယ်ပေါ့အဲ့လိုမျိုးတွေတော့မလုပ်သင့်ပါဘူးတကယ်ကိုပဲဒီလုပ်ငန်းကိုဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုမယ်ဒီပညာရက်နဲ့ပဲကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလှုပ်ရှားတော့မယ်စောက်ချတော့မယ်ဒီလောကထဲကိုဝင်တော့မယ်ဆိုမှခံယူချက်အပြည့်အဝနဲ့ကျွန်တော်ဆုံးဖြတ်ချက်ချပြီးမှဒါဒီပညာရက်တွေကိုသင်သိချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပညာရက်ကိုသင်ကြားရတဲ့အချိန်မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာလည်းပင်ပန်းတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းပင်ပန်းတယ်။တချို့ရက်တွေမှာဆိုတာနေမနာညလည်းမအားဒါမျိုးတွေရှိတယ်ပေါ့နော်။ဒါကြောင့်ပင်ပန်းမှုကိုကြောက်ရင်ဆင်းရဲမှုကိုကြောက်ရင်ဟုတ်လားဒီလောကထဲကိုဝင်မလာခဲ့နဲ့အဲ့တော့အမှန်တကယ်ကိုလှုပ်ရှားမှသာဒီလောကထဲကိုဝင်လာခဲ့ပါ။ဒီကောင်လေးကကြတော့ဒါကျွန်တော်တို့ဒီစကန်နာတူးနဲ့ချိတ်ဆက်တဲ့ခေါင်းလေးပေါ့နော်။သူကတော့ဒါဟိုနာဆိုင်ကယ်တွေမှာဆိုရင်တော့မော်ဒယ်နှိမ့်မော်ဒယ်မြင့်ဒီလိုမျိုးခေါင်းအပိတ်အနီရောင်လေးနဲ့ပေါ့နော်ယမဟာဒီမှာကျတော့မော်ဒယ်နှိမ့်ရင်အဖိုးမဆွနဲ့လာတယ်မော်ဒယ်မြင့်တော့ကျွန်တော်တတိကံကောင်းနေနဲ့လာတယ်ပေါ့နော်ခွန်တာမှာကျတော့အင်ဂျင်ပါဝါကြီးသေးမော်ဒယ်နှိမ့်မော်ဒယ်မြင့်ဒီဆော့ကတ်ကောင်းလေးကအနီရောင်အပိတ်လေးနဲ့ပဲလာပါတယ်နော်အဲ့ဒီမှာဆိုသူကကြိုးလေးချောင်းပါတယ်မှာရှိနေတဲ့ကျွန်တော်တို့ဒီကြိုးလေးချောင်းဒီနံပါတ်1ကြိုးပေါ့နော်ဒီဆော့ကတ်ကိုကျွန်တော်ကကိုယ့်ဘက်ကိုတက်လှည့်ထားမယ်အပေါ်မှာဒီမှာဆော့အဖုံးတက်တဲ့အတက်ကလေးကိုအပေါ်တက်မှာထားမယ်ထားပြီးတော့ဒီနံပါတ်1ကြိုးကဒါgroundကြိုးground ကျိုးဆိုတာဆက်ထိုးတဲ့အချိန်မှာစကန်နာတူးနဲ့ချိတ်ဆက်တဲ့အခါမှာစကန်နာတူးကို ground ပေးတဲ့ကျိုးပေါ့နော်ဒီကောင်လေးကကြတော့ကျွန်တော်တို့ကနံပါတ်2ကကျိုးကကြတော့ဗာလဲဆိုတော့ECU ကနေပြီးတော့ ECU ထဲမှာရှိတဲ့ data အချက်လက်တွေကိုဒါစကန်နာတူးထဲမှာပေါ်လာဖို့အတွက်ဒါ data ဖတ်တဲ့ K line ကျိုးပေါ့နော် communication line ကျိုးပေါ့နော်ဒီနံပါတ်3မှာရှိတဲ့ဒီကောင်ကကြတော့သူက5ဖို့ကျိုးအကယ်ကျွန်တော်တို့ကစကန်နာတူးမရှိတဲ့အခါမှာဆိုရင်ဒီလိုမျိုးလေးကျိုးလေးနှစ်ချောင်းနဲ့ကျိုးခွပြီးတော့ဒါကျိုးထိုး reset ချလို့ရတယ်ပေါ့နော်ဂျမ်မာကျိုးပေါ့နော်နောက်တစ်ခုဒီပင်နံပါတ်4ဒီပင်နံပါတ်4မှာရှိတာကြတော့ကျွန်တော်တို့ကဒီကတွဲဖို့ကျိုးပေါ့နော်သူကကြတော့ဆက်ကိုပါဝါပေးတဲ့အပေါင်းကျိုးပေါ့နော်အဲ့တော့နံပါတ်1က ground ကျိုးကဆက်ပါဝါပေးတဲ့ကျိုးနံပါတ်2ကကြတော့စင်တာချက်လက်တွေကိုကြည့်ရှုတဲ့ data K line ကျိုးသူကတော့9ဘိုးကနေဒါ12ခုကြားမှာရှိတယ်ပေါ့နော်ဒီအောက်ကနံပါတ်3ကကျိုးကကြတော့သူကကျိုးထိုး reset ချတဲ့ကျိုးသူကတော့5ဖို့ရှိတယ်အပေါင်း5ဖို့ရှိတယ်ဒီနံပါတ်4မှာရှိတဲ့ကျိုးကကြတော့တွဲဖို့ကျိုးသူကကြတော့ဆက်ပါဝါပုံမှုတွေပေးတဲ့အပေါင်းကျိုးနော်အဲ့တော့အခုကျွန်တော်တို့ကဒီကျိုးလေးတစ်ချောင်းနဲ့မူးချိန်မယ်ဆိုရင်ဘယ်ကျိုးကိုအသုံးပြုရမှာလဲဆိုရင်တော့နံပါတ်1ရယ်နံပါတ်3ရယ်ပေါ့နော်သူက socket ကိုရေးမယ်ဆိုရင်သူကဒီကောင်က1ကိုဒီကောင်က2ဒီကောင်က3ဒီကောင်က4အဲ့တော့သူက1နဲ့3ပေါ့နော်
အဲ့လိုမရေချင်ဘူးဆိုလဲဆော့ကတ်ကိုကိုယ့်ဘက်ကိုတက်တက်လဲအတက်ပါတဲ့ကောင်လေးကိုပေါ်ဝါထားပြီးတော့ဒီဘယ်ဘက်ချမ်းကနှစ်ချောင်းပေါ့ဘယ်ကျိုးတို့လက်ချမယ်ဆိုရင်လည်းဒီဘယ်ဘက်ချမ်းနှစ်ချောင်းကိုပဲချရမယ်နော်မှားလို့မရဘူးနော်ဖြူတွေပြတ်ကုန်မယ်နော်ဒီဆော့ကတ်ကိုကိုယ့်ဘက်ကိုတက်တက်လဲအတက်ပါတဲ့ကောင်ကိုပေါ်ဝါထားဘယ်ဘက်ချမ်းနှစ်ချောင်းကိုကျွန်တော်ကအခုလိုမျိုးကျိုးလေးနဲ့ခွပြီးတော့ကျိုးထိုးလို့လက်ချလို့လည်းရမယ်မူးချိန်လို့လည်းရမယ်အဲ့တော့မူးချိန်ရဆက်ရင်အခုကကျွန်တော်တို့နံပါတ်1ကျိုးနဲ့နံပါတ်3ကျိုးတော့ကျွန်တော်အဲ့ဒါကြည့်မယ်ဘယ်နှချက်ခုံလဲကြည့်မယ်ပြန်စရေးမယ်30 1 2 90 2 3 4 5 6 8တီးပြီးစဉ်းစား30 1 2စနစ်ဆိုတော့ဒါ90အဲ့ဒါပေါ့နော်1 2 3 4 5 6 8 8ဆိုတော့4ပါစဉ်းစားသူကအဲ့ဒါနှစ်ခုရှိတယ်လို့ပြောတယ်ပေါ့နော်ရှိတာဘာကြောင့်ရှိရလဲတော့ခုနကကျွန်တော်တို့ကဒီ4ပါစဉ်းစားအုံကိုဖြုတ်စေးလိုက်တော့ဒီ90 socket တွေ4ပါစဉ်းစား socket တွေကိုချွတ်လိုက်တာကိုချွတ်လိုက်တော့သူကဒီ ECU ကမှတ်သွားတာမှတ်သွားပြီးတော့သူကဘယ်လိုပြောလဲဆိုတော့4ပါစဉ်းစားနဲ့90 error ရှိတယ်လို့ပြောတယ်ပေါ့နော်ချက်မီခုံနေတယ်အရင်ဆုံးကျွန်တော်ကမူးမပြောင်းမဲနဲ့ကြိုးထိုးပြီးတော့သက်ချမယ်နော်အခုကြိုးထိုးထားတယ်နံပါတ်1နဲ့နံပါတ်3ကိုထိုးထားတယ်တော့ဖွင့်လိုက်တယ်ချက်မီက error 2မျိုးခုံနေတယ် TV စဉ်းစား8ချက်90 12ချက်အဲ့ဒါကိုကျွန်တော်ဒီကောင်ကိုဖြုတ်လိုက်မယ်တစားဖြုတ်လိုက်တစားဖြုတ်ပြီးသွားရင်တစားပြီးသွားရင်ပြန်ထိုးလိုက်ပြန်ထိုးလိုက်နော်ခုလောလောဆယ်မှာကျွန်တော်တို့ကထိုးလာတဲ့ကြိုးနှစ်ပင်နဲ့ကတပင်ကိုဆွဲနှုတ်လိုက်ပြီးတော့ပြီးရင်ပြန်ထိုးလိုက်တယ်ပြန်ထိုးလိုက်တဲ့အခါမှာသူကအချက်မီကအခုလိုမျိုးလေးခုံသွားပြီဆိုတော့ဒါဆိုရင်ဒါ error မရှိတော့ဘူးဆိုတာကိုပြောတာပါကျွန်တော်တော့ပိတ်လိုက်မယ်โอเคတော့ပိတ်လိုက်မယ်အဲ့ကြိုးပြန်နှုတ်တစားပဲနှုတ်လားโอเคကျွန်တော်တော့ဖွင့်ကြည့်မယ်အချက်မီပုံမှန်တိုင်းလင်းတယ်ခုခုံလေးလားမခုံတော့เนาะဒါဆိုရင်ဒါတို့က error ဖြောက်ပြီးသွားပြီတို့ကကြိုးထိုးလို့လက်ချပြီးတော့ဒါဆိုရင် online သင်တန်းသားတွေကမေးများနေတဲ့ဆရာကြီးကြိုးတစ်ချောင်းတင်းနဲ့မူ1 2 3 4ပြောင်းလို့မရဘူးလားဆိုတာလေးကိုဒါပြောင်းလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီကြိုးတစ်ချောင်းတင်းနဲ့မူ1 2 3 4ကိုပြောင်းကျင်တယ်ဆိုရင်တော့တို့ဟာဆက်ထိုးကောင်းပါထားမှာဆိုရင်အခုကြိုးလေးပြောင်းလိုက်ပါဒါဆိုရင်မူ1ဒါဆိုရင်မူ2ဒါဆိုရင်မူ3 3ချက်ခွန်လိုက်မယ်ဟုတ်ဒါဆိုမူ3เนาะပြင်းမတော့ခွန်လိုက်တစ်ချက်လွတ်မယ်တစ်ချက်လွတ်ရင်မူ1နောက်ကဆွဲပြီးပြန်လွတ်ရင်မူ2ဘယ်နှချက်ခုံလဲကြည့်မယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်အဲ့ဒါဆိုမူ2เนาะအဲ့တော့ဒါလေးကကြတော့ဝါယာကြိုးတစ်ချောင်းနဲ့ဆက်ထိုးကောင်းမှရှိနေတဲ့ပလက်ဖိုက်ဖို့ကြိုးနဲ့အဲ့ကြိုးကိုခွထိုးထားပြီးတော့လီဗာကိုအစုံဆွဲတော့တစ်ချက်လောက်ဖွင့်မီလီမီတာခုံလာမယ်ခုံလာလို့လီဗာကိုလွတ်လိုက်မူ1နဲ့မူ3ကိုလီဗာဆွဲရတာမတူဘူးလားခုနကမူ4လုံးဝဆိုရင်ဒီလိုဆွဲရင်လီဗာကလုံးဝမလိုက်ဘူး3လည်းမလိုက်ဘူး2လည်းမလိုက်ဘူးအခု1မူ1ရောက်သွားတာမှလီဗာကဒီမှာဆွဲရင်ဆွဲမှန်းတီးသူကဘာဖြစ်သွားလဲဆိုတော့အင်ဂျင်ကလိုက်လာတယ်ပေါ့နော်